ကွန်ဒိုတိုက်ခန်းအယောင်လေးတွေနဲ့မိတ်ဆက်ပေးမယ်နော်ဒီကွန်ဒိုကကြတော့မန္တလေးမြို့ကိုကျွန်တော်မန္တလေးဘူတာကြီးအနီးမှာရှိပါတယ်မန္တလေးဘူတာကြီးအနီးမန္တလေးစေတက္ကသိုလ်အနီးပေါ့နော်အခုကတ္တရလမ်းကျယ်ကကျွန်တော်29လမ်းမှာ29လမ်းနဲ့85လမ်းအနီးမှာရှိပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း international school တွေလည်းအများကြီးရှိပါတယ်မန္တလေးကျုံးနဲ့လည်းနီးပါတယ်နော်ကျုံးက26လမ်းမှာရှိတာပါဒါကတော့29လမ်းပေါ်မှာရှိနေတဲ့ဒါကွန်ဒိုပေါ့ကွန်ဒိုကကျွန်တော်တို့ဒီသူကအထက်ကကျွန်တော်9ထပ်အလွှာကတော့ကျွန်တော်10လွှာပေါ့နော်သူကစောက်လဲစပါเนาะကျွန်တော်တို့ဒီ2025 8လပိုင်း9လပိုင်းလောက်မှာအပြီးတက်ပါမယ်ဒီကွန်ဒိုကကြတော့24နာရီကျွန်တော်ဓာတ်လေကားပါတယ်ပြီးတော့အပေါ်ဆုံးတက်မှာဂျင်ခန်းလဲပါတယ်ပေါ့เนาะကျွန်တော်တို့ဒီကားပါကင်ကတော့မြေအောက်ခန်းမှာပါပါတယ်ကိုပိုင် transport မှာထောင်ထားတယ်ပေါ့เนาะကားပါကင်ကတော့ဟိုဘက်ကနေဝင်ရမှာဒီရှောက်လန်းဒီအလေတဲ့တွေကနေဝင်မဲ့နေရာကျွန်တော်ဓာတ်လေကားရှိတဲ့နေရာပေါ့เนาะဒီကွန်ဒိုမှာကြတော့ကျွန်တော်တို့900 square feet ရဲ့ပြီးတော့1250 square feet ရဲ့ဆိုပြီးတော့နှစ်မျိုးပေါ့နော်ဒါအခုပထမဆုံးရိုက်ပြမယ့်အခန်းက900 square feet အခန်းသေးပေါ့နော်900 square feet ကျွန်တော်တကားပေါက်ဖွင့်လိုက်တာနဲ့ကျွန်တော်တွေ့ချင်းကျွန်တော် kitchen ပေါ့နော်မိဖို့ခန်းဒီ kitchen မိဖို့ခန်းမှာကျွန်တော်ဒီ basin ပါတယ်အောက်မှာကြွေပြားခင်းပြီးစားပေါ့နော်အောက်ကပါကေးကတော့ကျွန်တော်တို့ SPC ပါကေးခင်းထားပါတယ်ဒါတော့ dining room ပေါ့ dining room ထမင်းစားမယ့်နေရာပေါ့နော်ဒီဘက်ကကြတော့ကျွန်တော်တို့ဒီ living room ပေါ့နော် living room မှာကြတော့ကျွန်တော်တို့ဒါ air can ပေါ့ air can မှာကြကျွန်တော်တို့ဧည့်သည်တွေလာတယ်စကားပြောမယ်ကျွန်တော် coffee တောက်မယ်မုံစားမယ်ပြီးတော့ကျွန်တော်တို့ဟိုအနောက်မှာလည်းဝယ်နာလေးပါသေးတယ်နော်ဒီဘက်ကျတော့ဒါ TV ထားတဲ့နေရာလေးကိုကျွန်တော်တို့လုပ်ပေးထားတယ်ဖြစ်တယ်ပေါ့နော်ဒီကွန်ဒိုမှာကျတော့ကျွန်တော်တို့ဒီတကားပေါက်တွေကဒီကျွန်းတကားတွေနဲ့သုံးထားတယ်ပေါ့နော်ဒီမှာအခန်းတစ်ခန်းဒီမှာအခန်းတစ်ခန်းကျွန်တော်တို့စုစုပေါင်းအခန်းက2ခန်းပါတယ်ပေါ့နော်ကျွန်တော်ဒီအခန်းလေးအရင်ဖွင့်ပြပေးမယ်ဒီအခန်းကကြတော့ကျွန်တော်တို့ဒါsingle room ပေါ့နော် single room ဆိုပေမဲ့လည်းအကျယ်က17ပေပတ်လည်လောက်ကျယ်တယ်ပေါ့နော်ဒီ single room မှာကျွန်တော်တို့ဒီမှာတော့ aircon ထားဖို့အပေါက်တွေနဲ့ဖောက်ထားတာတွေ့တယ်စီလင်မီးပွင့်လေးတွေလှတယ်ပေါ့နော်အလင်းတန်းလေးတွေတော်တော်ကောင်းတယ်ပြီးတော့ဒီ single room အတွက်ကိုကျွန်တော်ဒါကတော့ WC ပေါ့ကျွန်တော်တို့ bedroom ရေချိုးခန်းနဲ့အိမ်တာပေါ့နော်အောက်မှာကြွေပြားခင်းပြီးစားနံရံကြွေပြားကပ်ပြီးစား shower တွေပါတယ် basin တွေပါတယ်ကျွန်တော်တို့ဒီဘက်ကအခန်းကကျွန်တော်တို့ master bedroom ပေါ့နော် master bedroom အခန်းကတော့73ပေ10ပေလောက်ကျယ်တယ်ပေါ့နော်73ပေ10ပေလောက်ရှိပါတယ်အောက်မှာလည်းကျွန်တော်တို့ဒီအခန်းထဲမှာလည်း SPC ပါကေးခင်းပြီးစားပါဒီခန်းတော့ကျယ်ပါတယ်ဒီအခန်းအတွက်သုံးမဲ့ဒါကတော့ကျွန်တော်ရေချိုးခန်းအိမ်တာပေါ့နော်ရှာဝါပါပါတယ်ပြီးတော့ကျွန်တော်တို့ကြွေပြားကပ်ပြီးစားကြွေပြားခင်းပြီးစားရေဘူးရေအေးအတွက်ပါကျွန်တော်တို့ပိုက်တွေနေရာတွေအကုန်ပါပြီးစားပေါ့နော်ခုနက900 square feet ရှိတဲ့အခန်းလေးကတော့ကျပ်သိန်း4500ဝန်းကျင်လောက်နဲ့ရောင်းချပေးမှာဖြစ်တယ်ပေါ့နော်ဒီအခန်းကကျွန်တော်1254 square feet ရှိတဲ့အခန်းကျယ်ပေါ့နော်ဒီအခုရိုက်ပြတဲ့အခန်းကကျွန်တော်တို့1254ရှိတဲ့အခန်းကျယ်ကျွန်တော်ဝင်ချင်းကျွန်တော်တို့ hall တိုက်ကိုတွေ့ရတယ်ပေါ့နော်ဝင်ချင်း hall တိုက်ဒီမှာကျတော့အိတ်ခန်းကဒီမှာတစ်ခန်းဒီမှာတစ်ခန်းစုစုပေါင်းအိတ်ခန်းက3ခန်းပါတယ်ပေါ့နော်ကျွန်တော်ဒီအခန်းလေးတစ်ခန်းအရင်ရိုက်ပြပေးမယ်ဒီအခန်းကကျွန်တော်တို့ဒါ single room ပေါ့နော်ဒီ single room ကကျွန်တော်တို့ဒီ6ပေနဲ့17ပေလောက်ကျယ်တယ်ပေါ့နော်6ပေ17ပေလောက်ကျယ်တယ်အောက်မှာလည်းကျွန်တော်ပါကေးရတယ် SPC ပါကေးပဲခင်းထားတယ်ဟိုဘက်ကအခန်းနဲ့အယောင်ပဲကွာတယ်ပေါ့နော်ဒီမှာအခန်းတစ်ခန်းဒီဘက်မှာလည်းအခန်းတစ်ခန်းပေါ့နော်ဟိုသုံးထားတဲ့တကားတွေကျုံးတကားတွေကတော်တော်လေးလှပါတယ်ကျွန်တော်ဒီ single room မှာလည်းကျွန်တော်တို့ airconတက်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့အပေါက်တွေပါညာအကုန်ဖောက်ပြီးစားမီးခလုတ်တွေပါနေအကုန်ပါတယ်ပေါ့နော်ဟုတ်ပြီ single နှခမ်းပြီးသွားပြီဆိုရင်ဒါကတော့ကျွန်တော် master bedroom ပေါ့ master bedroom အခန်းကကျွန်တော်18ပေနဲ့14ပေလောက်ကျယ်တယ်ပေါ့နော်ဒါကတော့ရေချိုးခန်းအိမ်တာစောစောအခန်းတိုင်းပဲအောက်ထပ်မှာကြွေပြားခင်းနံရံကြွေပြားခင်းရှာဝါကျွန်တော်တို့ရေဘူးရေအေးစနစ်တွေပါပါတယ်ပေါ့နော်ဒါကတော့အခန်းကျယ်ပေါ့ဒီအခန်းကကြတော့ကျွန်တော်တို့အပြင်ဘက်ပေါ့28လမ်းကိုလှမ်းပြီးတော့မြင်ရတဲ့အခန်းလေးပေါ့နော်လေးမွေးလေးထွက်လေးကောင်းပါတယ်28လမ်းဒါကတော့28လမ်းကြီးပါကျွန်တော်အပြင်ဘက်တစ်ချက်ရိုက်ပြပေးမယ်เนาะဒါကတော့28လမ်းမှာဒီကျွန်တော်တို့ဒီအခန်းကျယ်1254 square feet မှာ master တစ်ခန်းပါတယ် single နှစ်ခန်းပါပါတယ်ဒီအခန်းလေးကတော့ဈေးနှုန်းကတော့ကျပ်သိန်း6500ဝန်းကျင်လောက်ရှိမယ်ပေါ့เนาะဟုတ်ပြီကျွန်တော်ဒါကတော့ air can ပေါ့ဒါ living room ဒါ air can ကနေကျွန်တော် arena ဘက်ထွက်ပြီးတော့28လမ်းကြီးကိုတစ်ချက်ရိုက်ပြပေးမယ်เนาะဒါတော့ကျွန်တော်တို့ veranda ပါပြီးစားပါเนาะဒီလိုပေါ့ကျွန်တော်တို့900 square feet ရှိအကျယ်ရှိတဲ့အခန်းကကျွန်တော်ကျပ်သိန်း4500ဝန်းကျင်ပေါ့เนาะသူကတော့လမ်းပေါ်မှာတော့မပေါ့လမ်းပေါ်မှာတော့မဟုတ်ဘူးပေါ့လမ်းကိုလှမ်းမမြင်ရဘူးပေါ့เนาะဒီ1254 square feet ကျယ်တဲ့အခန်းကကြတော့28လမ်းကို veranda ကနေကြည့်ရင်မြင်ရတယ်ဒီအခန်းကတော့ကျပ်သိန်း6500ဝန်းကျင်လောက်မှာဟိုရောင်းဖို့
ပြောထားတယ်ပေါ့နော်ကျွန်တော်တို့ပထမတဲ့ဒုတိယတဲ့စတုတ္ထတဲ့အထက်လေးတွေကွာပြီးတော့ဈေးနှုန်းလေးတွေအနည်းငယ်ကွာဟမှုတော့ရှိပါတယ်ဒီကွန်ဒိုကိုစိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ထံကိုဖုန်းလေးကြိုဆက်ပေးဖို့မြတ်တာရက်ခံပါတယ်ကျွန်တော်လိုက်ပြပေးမယ်နော်ဒါကတော့ကျွန်တော်တို့kitchen ပေါ့နော်မိဖို့ခန်းမှာ